အားလုံးပဲမင်္ဂလာပါဗျကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့တော့ကျွန်တော်တို့တွေအင်တာမစိတ်ဝင်စားတဲ့ကောင်းတဲ့စိတ်တွေရဲ့အကြောင်းကိုလေ့လာကြည့်ရအောင်ဗျစိတ်တွေဟာအဖို့တန်ပြီးတောက်ပတဲ့စိတ်အမျိုးအစားတွေဟာအဓိကအဖြစ်၄မျိုးရှိပါတယ်ဒီအမျိုးအစားခွဲခြားမှုဟာစိတ်ရဲ့မော်လီကျူခွဲစည်းပုံထဲမှာပါဝင်တဲ့ဓာတုဗေဒဆိုင်ရာမတန့်စင်မှုများအထူးသဖြင့်နိုက်ထရိုဂျင်ဤပိုရိုပမာဏနဲ့ပုံစံပေါ်မူတည်ပြီးခွဲခြားထားပါတယ်ကျွန်တော်ဒီနေ့အဲ့ဒီစိတ်၄မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူတိုင်းရဲ့စိတ်ကူးထဲမှာတလက်လက်တောက်ပနေတဲ့စိတ်ဆိုတာကဘာပေါ်မှာတဘောအလျောက်တွေ့ရတဲ့အမှားဆုံးသောဓာတ်ပျက်စီးဖြစ်တယ်လို့စိန်ရဲ့ခြားပါမှုတောက်ပမှုနဲ့အမှုပညာမြောက်သောပုံစံများစွာအဖို့တန်ဆုံးယတနာတစ်ပါးဖြစ်ယက်တီနေရှင်ဖြစ်ပါတယ်စိန်တပွင့်ရဲ့တန်ဖိုးကိုပိုင်းဖြတ်ရာတွေအယောင်တန့်စင်မှုအလိမ့်ချိန်နှင့်ဖြတ်တောက်ပုံစံတို့ကိုအရှင်ခံလိချိကြပါတယ်ဒါပေမဲ့လည်းမြေကြီးအောင်နှက်ချမ်းရာမှပေါက်ခွာလာသောစိန်များကိုသူတို့ရဲ့မော်လီကျူအတွင်းဓာတုဗေဒဖွဲ့စည်းပုံအရပုံမုံနဲ့နဲစွာခွဲခြားထားနိုင်ပါသေးတယ်ဗျအဲ့ဒီမှာတော့အဓိကအဖြစ်အမျိုးအစား၄မျိုးဖြစ်ပါတယ်အမျိုးအစား၁ကဒီအမျိုးအစားဟာတဘောဝစိန်အားလုံးရဲ့95%ခန့်အထိရှိသောကြောင့်အတွေ့အအများဆုံးစိန်အမျိုးအစားဖြစ်ပါတယ်သူတို့ရဲ့ဖွဲ့စည်းပုံတွေနိုက်ထရိုဂျင်ဓာတ်များဟာအစုအဝေးများဖြင့်စုစည်းပေါင်းဝင်နေပါတယ်နိုက်ထရိုဂျင်အစုအဝေးများကအပြာရောင်လင်းလိုင်းများကိုစုပ်ယူတဲ့အခါစိန်ဟာအဝါနုရောင်ဒါမှမဟုတ်အညိုနုရောင်တန်းနေတတ်ပါတယ်အဲ့ဒီအမျိုးအစားကိုပြီးနိုက်ထရိုဂျင်စုစည်းမှုပုံစံပေါ်မူတည်၍သူတို့ဟာ A နဲ့ B လို့ဆိုပြီးတော့ထပ်မံခွဲခြားနိုင်ပါသေးတယ်စိန်လောကဟာအများစုသောလောကယေရနာများနဲ့အဲ့ဒီစိန်အမျိုးအစားကိုသာအသုံးပြုကြပါတယ်စိန်အမျိုးအစားနှစ်ကတော့အဲ့ဒီစိန်အမျိုးအစားဟာခြားပါပြီးတော့တဘောဝစိန်ရဲ့3.1% အောက်သာရှိပါတယ်သူတို့တွေနိုက်ထရိုဂျင်ဓာတ်များဟာအစုအဝေးမဖွဲ့ပဲတစ်လုံးချင်းစီစိန်ဤမော်လီကျူဖွဲ့စည်းပုံတစ်ခုလုံးတွင်ပြန့်နှံ့နေပါတယ်နိုက်ထရိုဂျင်ရဲ့ပြန့်နှံ့ပါဝင်မှုကြောင့်အပြာရောင်သာမကအစိမ်းရောင်လေးများကိုပါစုပ်ယူသောကြောင့်ပုံမူတောက်ပြောင်သောအဝါရောင်လိမ္မော်ရောင်ဒါမှမဟုတ်အညိုရောင်များဖြစ်ပေါ်စေပါတယ်အဲ့ဒီစိန်ကိုလည်းကျွတ်တူရွေးဝါစိန်ဟုလည်းခေါ်ဆိုကြပါတယ်စိန်အမျိုးအစား၃ကိုပြောရမယ်ဆိုရင်အဲ့ဒီစိန်အမျိုးအစားဟာအတန်စိန်သုံးစိန်အဖြစ်တမန်ရှင်းခံရပါတယ်သူတို့ရဲ့ဖွဲ့စည်းပုံဟာနိုက်ထရိုဂျင်ဓာတ်လုံးဝမပါဝင်ခြင်းဒါမှမဟုတ်အလုံးအမင်းနဲ့ပါခြင်းတို့ကြောင့်ဖြစ်ပါတယ်တဘောဝစိန်ရဲ့1.2% ခန့်သာရှိသောကြောင့်အလိုရှားပါကြပါတယ်ဓာတုဗေဒဆိုင်ရာမတန့်စင်မှုနဲ့ပါခြင်းကြောင့်သူတို့ဟာလုံးဝအယောင်ကင်းမဲ့သောကာလာအရှင်အနေတွေအများဆုံးတွေ့ရပါတယ်အပြည့်အနာစာကင်းပြီးသူကဲသောတောက်ပမှုရှိသောကြောင့်စိန်လောကတွေအဖို့အတန်ဆုံးအဖြစ်တတ်မှတ်ကြပါတယ်ကဘာကျော်စိန်များဟာလည်းဒီစိန်အမျိုးအစားတွေပါဝင်နေပါတယ်စိန်အမျိုးအစား၄ကိုပြောရမယ်ဆိုရင်အလွန်ရှားပါပြီးတဘောဝစိန်ရဲ့3.1% ခန့်သာရှိပါတယ်သူတို့ဟာနိုက်ထရိုဂျင်ဓာတ်မပါဝင်တော့လဲဘိုရိုဓာတ်အနည်းငယ်ပါဝင်နေကြပါတယ်ဘိုရိုပါဝင်ချင်းကြောင့်သူတို့ဟာလျက်ကူးနိုင်သောတတိရှိကြပါတယ်ဘိုရိုဓာတ်ကြောင့်အနီလိမ္မောင်အဝါအလင်းများကိုစုံယူပြီးအပြာရောင်မိကိုပြာရောင်အဖြစ်မြင်တွေ့ရပါတယ်တဘောဝအတိုင်းအပြာရောင်ရှိသောစိန်အလုံးဟာအဲ့ဒီအမျိုးအစားတွေပါဝင်နေကြပါတယ်ကဘာကျော်စိန်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်စိန်တပွင့်ရဲ့ရိုးချင်းသောအပြင်ပန်းအတွင်အပြင်နောက်ွယ်ကဇင်းမြင့်တဲ့ဓာတုဗေဒဆိုင်ရာအဖွဲ့စည်းပုံတို့ကိုအခြေခံ၍စိတ်ဝင်စားဖွယ်အမျိုးအစားခွဲမှုများတည်ရှိနေပါတယ်လို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျနောက်ထပ်ဘူးတုဒအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်ပါမို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ